အာဆီယံကြီးကိုအခြေအနေကိုလည်းပြန်ကြည့်ပါကိုအခြေအနေကိုကြည့်ပြီးတော့မှသူများကိုဝေဖန်တာလုပ်ရင်ကောင်းတယ်ကျွန်တော်တို့မြန်မာနိုင်ငံကတော့အခုဟာကအစိုးရအသစ်နဲ့အရှင်အဟုန်နဲ့ခြေတက်နေဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့ကမပြောရင်လည်းမဖြစ်ပြောလို့လည်းမကောင်းတဲ့အခြေအနေဟာအာဆီယံကအကျိုးအကြောင်းလုပ်နေတဲ့ကိစ္စကိုကျွန်တော်ပြောနေဖြစ်ပါတယ်အာဆီယံဖွဲ့ဆိုတာပထမဆုံးစဖွဲ့တဲ့အချိန်တော့ပြည်တော်အာရှ9နိုင်ငံနဲ့ဖွဲ့ခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်တော့မြန်မာနိုင်ငံကိုပါလို့သူတို့ကိုယ်တိုင်ကခေါ်ရသားနဲ့ကျွန်တော်တို့ကမပါခဲ့တဲ့သဘောကသူတို့ဒီဘယ်မလိုက်ဝါဒကျင့်သုံးနေတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဘယ်မလိုက်ဝါဒနဲ့ဆန့်ကျင်နေတဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ကမပါခြင်းတို့သူတို့စဖွဲ့တဲ့အခါမှာပြစ်ထားခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်အဲ့ဒီကနေကြတော့မှကျွန်တော်တို့နိုင်ငံတော် policy တွေပြောင်းလာတဲ့အခါမှာ1998ခုနှစ်မှာအာဆီယံနိုင်ငံတွေကိုဝင်ခဲ့တယ်ဒီအာဆီယံဆိုတဲ့ဟာကလည်းပဲလူမျိုးအရာရောဘာသာအရာရောယဉ်ကျေးမှုအရာရောအပြင်နိုင်ငံအုပ်ချုပ်တဲ့နိုင်ငံတော်အစိုးရစနစ်တွေပါအမျိုးမျိုးနဲ့ဖွဲ့စည်းကြတဲ့အစိုးရဖြစ်ပါတယ်တမိုးလုံးဖျောက်စိတ်တစ်ခုတည်းကိုပြောနေတာမဟုတ်ပါဘူးအဲ့ဒီထဲမှာမှအခုကျွန်တော်တို့မြန်မာနိုင်ငံကခြေတက်နေတဲ့ပုံစံကိုသူတို့အနေနဲ့ကအလုံးမကျတဲ့ပုံစံမျိုးလူဘာပါပြောလာတဲ့အချိန်မှာသူတို့အာဆီယံနိုင်ငံအစိုးရတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ဟာဒီမိုကရေစီစံနှုန်းစံထားနေကုန်ညီရလားဆိုတော့ကျွန်တော်တို့ကကြည့်ရပါမယ်ဒီမိုကရေစီဆိုတဲ့နေရာမှာလူထုကိုစားပြုတာကိုပြောလို့ရတယ်နောက်ပြီးတော့လူတွေရဲ့အခွင့်အရေးတကယ်ရတာပြောလို့ရတယ်အဲ့ဒီနေရာမှာကြည့်ရင်အာဆီယံထဲမှာပါတဲ့နိုင်ငံတွေထဲမှာဆိုရင်ပါလီမန်နဲ့အုပ်ချုပ်တယ်ကျွတ်တော်နဲ့အုပ်ချုပ်တယ်ဆိုတဲ့အစိုးရတွေဆိုတဲ့နေရာမှာဆိုရင်လည်းဥပမာစင်ကာပူနိုင်ငံမှာပြည်သူ့ရေးတော်ပုံပါတီတစ်ခုတည်းကပဲဥဆောင်ပြီးလုပ်ခဲ့တာအဲ့လိုလုပ်ခဲ့တဲ့ဥစ္စာမှာလည်း TAB ကိုလူထုထောက်ခံမှုရှိတာတော့မှန်တယ်လုပ်ရတယ်လို့အဲ့လိုထောက်ခံမှုရဖို့အတွက်ကိုအတိုက်အခံတွေကိုဖန်ဆီးခဲ့တာတွေရှိတယ်တရားစွဲခဲ့တာတွေရှိတယ်ဒဏ်ကြေးအများကြီးဆောင်ပြီးတော့နိုင်ငံရေးလုပ်လို့မရအောင်လုပ်ခဲ့တာတွေရှိတယ်နောက်ပြီးတော့တခြားဥပမာဘရူနိုင်းနိုင်ငံဆိုလို့ရှိရင်အောက်တိုင်းနိုင်ငံတွေမှာပြောတယ်ဒီမိုကရေစီလိုမျိုးအစိုးရတစ်ခုပြီးတစ်ခုအလှည့်ကျပြည်သူအားနဲ့တွားနေတာမျိုးတွေအတိုက်ခံတွေကိုလည်းရှင်သန်ခွင့်ရှိတာမျိုးအားလုံးမှာရှိနေတာတွေမဟုတ်ဘူးနောက်ပြီးမလေးရှားမှာဆိုလို့ရှိရင်လည်းအဲ့ဒါအရင်ဝန်ကြီးချုပ်ကိုထောက်ပြရရှိတယ်လွတ်လပ်ရပြီးကြတဲ့အာမနိုပါတီကပဲဥဆောင်ခဲ့တာပဲရှိတယ်အဲ့တော့တချို့နိုင်ငံတွေမှာကျွန်တော်ပြန်ပြောမယ်ဆိုရင်တအုပ်ဆမန်ဘီဂျင်စနစ်နဲ့အုပ်ချုပ်တယ်တချို့နိုင်ငံတွေမှာတပါတီအာဏာရှင်စနစ်နဲ့အုပ်ချုပ်တယ်တချို့နိုင်ငံတွေမှာကပုံပြတော့လွှတ်တော်ကိုထားတယ်လွှတ်တော်နဲ့အစိုးရအဖွဲ့ကိုလုပ်တယ်တိုးတော့အဲ့ဒီလွှတ်တော်တွေအစိုးရတွေဆိုတာကလည်းပဲတပါတီတွေကပဲဥဆောင်ပြီးလုပ်နေတဲ့နိုင်ငံတွေရှိရသားနဲ့ကျွန်တော်တို့ဗမာအောင်ကျမှဘာလို့လူကားဝါပြီးအာဆီယံပြောနေတာလဲအဲ့တော့ကျွန်တော်တို့နိုင်ငံအနေနဲ့ကပြောရမယ်ဆိုလို့ရှိရင်နိုင်ငံရဲ့လူဦးရေအနေအထားရောပထဝီအနေအထားရောကျွန်တော်တို့ဒီအာဆီယံရှိရင်လည်းကျွန်တော်တို့ရပ်တည်လို့ရတယ်အာဆီယံမရှိရင်လည်းကျွန်တော်တို့ရပ်တည်လို့ရတယ်ဗမာဆိုတဲ့ဟာကအာဆီယံတက်ပို့ပြီးကြီးခဲ့တဲ့အဖွဲ့အရင်တော့ကဗမာဥဆောင်ဖွဲ့ခဲ့တဲ့ဘယ်မလိုက်နိုင်ငံများအဖွဲ့မှာတော့မှအရင်တော့ကဘယ်မလိုက်နိုင်ငံဆိုတာကတမတ်ကြပြီးတော့အရှိအုပ်စုပဲလည်းမပါအနောက်အုပ်စုပဲလည်းမပါဖြစ်ရတာနေပြီးတော့နောက်ဒီဘက်မလိုက်ထဲမှာပါတယ်ကျူးဘားနိုင်ငံဖီဒယ်ကက်စထရိုအစိုးရကဆိုဗီယက်ဘက်ကိုရိမ့်လို့ဆိုပြီးတော့ကျွန်တော်တို့ဗမာကလွတ်ပစ်ခဲ့ပြီးတော့ထားပစ်ခဲ့ပြီးဘက်မလိုက်နိုင်ငံဘက်ကနေပြန်ထွက်ခဲ့တဲ့ဟာမျိုးတွေရှိအဲ့တော့ကျွန်တော်တို့ပြောချင်တာကတော့အာဆီယံကြီးကိုအခြေအနေကိုလည်းပြန်ကြည့်ပါကိုအခြေအနေကိုကြည့်ပြီးတော့မှသူများကိုဝေဖန်တာလုပ်ရင်ကောင်းတယ်နှုတ်မလို့ဆိုလို့ရှိရင်တော့ကျွန်တော်ချစ်ချစ်ခင်ခင်ယက်တည်ခဲ့တဲ့အာဆီယံရဲ့စီးလုံးမှုမျိုးမှုကလည်းပြိုကွဲနိုင်တယ်မြန်မာနိုင်ငံဆိုတဲ့အာဆီယံမှာမရှိမဖြစ်လိုမျိုးတန်ဖိုးရှိတဲ့နိုင်ငံတစ်ခုလည်းဆုံးရှုံးသွားနိုင်တယ်ဆိုတာကိုကျွန်တော်အာဆီယံနိုင်ငံအဖွဲ့ဝင်အကုန်လုံးဒီနေရာနေကျွန်တော်လေးလေးနက်နက်သတိပေးပြောကြားလိုက်ပါ